ဒိဋ္ဌိရှိရဲ့နဲ့ဖြင့်အလုံးလုံးလို့မတွင်ကြဘူးဆိုတာနေတိုင်းပြောမှန်ပါကောင်းပြီဒါဖြင့်ဓမ္မတို့ကအိမ်ကိုပြန်ပြီးဒီကလာစဉ်းစားတာလေးတော့ပေါ်မှာပေါ့ပေါ်ပါဘူးတခါတလေမပေါ်ဘူးလားပေါ်ပါဘူးအိမ်များကကလေးတွေများအိတ်ကုန်ရလားတကားမှပိမ့်မိခဲ့ရလားအစရှိတယ်ဘယ်နဲ့များလမ်းနေရှိမလားအစရှိနေစိတ်ဆိုတာရောက်တိုက်80ရောက်တိုက်90ဆိုလို့သွားခြင်းကသွားနေတာပေါ့ဗျာမှန်ပါဘူးအဲ့ဒီစိတ်ကလေးပေါ်လာတယ်ဒါပါလိမ့်မလို့မေးလို့ရှိရင်ဖြင့်အိမ်တွေးတဲ့စိတ်လို့ဆိုရမှာပဲမှန်ပါဘူးကိုယ်ကိုယ်ရပြန်တွေးလိုက်တဲ့အခါတွေးတဲ့စိတ်ဟာပရိစ္ဆေသမုပ္ပါအစပဲလို့ဒကာဓမ္မတွေမှတ်လိုက်တယ်ပေါ့မှန်ပါဘူးဒါပြန်ဝိညာဉ်ဖြစ်သေးဘူးလားဖြစ်ပါဘူးဝိညာဉ်ဖြစ်လာပြီတဲ့မနောဝိညာဉ်ဖြစ်ပါတယ်မှန်ပါဘူးဘယ်ဝိညာဉ်မနောဝိညာဉ်ပါဗျာတွေးတဲ့အခါကျတော့ဒကာဓမ္မတွေကစိတ်မချတာလေလားတွေးလုံးငိတ်ချုပ်ပြီးစိတ်မချတာလေလားလာပါလေဒေါသလေလားတွေးလုံးငိတ်ပြီးတော့ပါလာပါလေစိတ်မချတာစိတ်မချတာလေးဝင်လာဓမ္မတွေဒါလူတိုင်းတော့မဟုတ်ဘူးပေါ့ဗျာလူတိုင်းတော့မဟုတ်ဘူးတချို့တွေးလုံးငိတ်ဝင်လာတဲ့အခါမှာစိတ်မချတာလေးကမလာတတ်ကြဘူးလာတတ်ကြတယ်ဆိုတော့အဲ့ဒီစိတ်မချတာလေးကဒေါသလေးရှင်းမလားရှင်းပါလေစိတ်မချတာလေးကဘာပါလဲအဲ့ဒီဒေါသပေါ်တော့ဒေါသကလည်းဟာရရောက်ထုပေါ်မှာပေါ်ရတယ်တွေးလုံးကလည်းဟာရရောက်ထုပေါ်ပေါ်ရတယ်ဆိုတော့နှစ်ခုပေါ်ပြိုင်ပေါ်လို့ဖြစ်ပါဒါဖြင့်တွေးလုံးချုပ်ပြောက်သွားမှာဘာပေါ်လာဒေါသစိတ်ပေါ်လာသဘောကျတွေးလုံးချုပ်ပြီးတော့မှဘာလာပါလဲဟောဒါပြိဿသမုပ္ပါဒုတိယအဆင့်တက်လာဘုရားမောဒုတိယအဆင့်တက်လာသဘောကျကြပါဒုတိယအဆင့်တက်လာတယ်ဒါဖြင့်တွေးလုံးနောက်ကနေဒေါသဒေါ်လေးနေကြလာတယ်ဒေါသလေးဖြစ်ပြီးဒါနောက်ကဓမ္မတွေကစိုးရိမ်တဲ့တောကလေးလိုက်ဆံလိုက်တောကလိုက်လာတော့ဒေါသကချုပ်ပြီးအဲ့ဒါမချုပ်ဘူးလားချုပ်ပါဗျာဒါဘုရုဖြစ်စင်ပါလိမ့်မလို့မေးတော့ရှင်းဖြင့်ဓမ္မတွေဖြစ်စင်သဘောကျဘုရုဖြစ်စင်ပါလိမ့်မယ်အခုတရားနာနေတဲ့ဓမ္မတွေအကြောင်းတိုက်ဆိုင်တဲ့ဖြစ်စင်ရှင်းညရှင်းပါကောင်းပြီဒီဒုက္ခလာပြီးဒီကလာတော်ကြကြလို့ရှင်းဖြင့်တဲ့နေလေးပါလေးလေတဲ့ပရိဒီဝါလည်းလိုက်ချင်လိုက်လာတတ်တယ်ဒုက္ခဒေါမနတာရောလိုက်တာလိုက်တာကြည့်လိုက်တော့ဓမ္မတွေဒါတွေကတစ်ခုဖြစ်ပြီးမှတစ်ခုချုပ်ပြီးမှဒါတစ်ခုချုပ်ပြီးမှဒါတစ်ခုဖြစ်ဒါတစ်ခုချုပ်ပြီးမှဒါတစ်ခုချုပ်ပြီးမှဒီဘက်တစ်ခုဖြစ်တယ်ဒီဘက်တစ်ခုချုပ်ပြီးမှကြည်စားဒါပရိစ္ဆေသမုပ္ပါပြလိုက်ပြီပုဂ္ဂိုလ်တ attva တွေများဒီထက်ပါသေးမပါပါဘူးယောက်ျားတွေမိန်းမတွေရောမပါပါဘူးဟောဒါပရိစ္ဆေသမုပ္ပါနားလေလို့တက္ကရာဖြုတ်လို့လွယ်သွားတာပရိစ္ဆေသမုပ္ပါကိုယ်တဏ္ဍံဖြစ်နေတဲ့အတန်းကြီးကိုဘုန်းကြီးကရေလေအောင်ပြောလိုက်လို့ဟောဒီတဲ့ငကိုးကိုကကျုပ်ကြံနေတယ်ဆိုတော့ကျုပ်လည်းမပါဘူးဒီစိတ်စင်တန်းတာပဲရှိဟုတ်သဘောကျငါရောသူရောယောက်ျားရောမိန်းမရောပါကြရလားမပါဘူးဒီတန်းကြီးပဲတစ်ခုချုပ်ပြီးတော့ဒီတစ်ခုဖြစ်ဒီတစ်ခုချုပ်ပြီးတော့ဒါဖြင့်ဓမ္မတို့တို့မှဒီတန်းနေတာကိုဆိုတာသိကြပါလားသိကြပါဘူးတန်းနေတယ်ဆိုရတဲ့ခန္ဓာကိုယ်ထဲမှာတော့ဓမ္မတွေမှတ်ရကြတစ်ခုချုပ်ပြီးမှတစ်ခုဖြစ်တယ်ဆိုတာကိုကျေနပ်ပါကျေနပ်ပါဗျာကောင်းပြီဒါဖြင့်ဒီထဲမှာဒိဋ္ဌိကသုံးမျိုးကိန်းတတ်တယ်တဲ့ဓမ္မတွေနော်မှန်ပါ
ဒီဟာတွေကငါပဲဟုတ်လားငါတွေးတာပဲငါဒေါသဖြစ်တာပဲငါသောကဖြစ်တာပဲငါပရိဒီဝဖြစ်တာပဲငါဥပါယသပြင်းစွာပင်မင်းငါဖြစ်တာပဲဆိုရင်တခါတော့တက်ကာရီရှိဝင်ဝင်သေးဘူးလားဝင်ပါဗျာဘာလဲကြောင့်ဒီတက်ကာရီရှိဝင်လာပါလိမ့်မလဲလို့ဘုန်းကြီးတွေဓမ္မတွေလက်တယ်ရှာဖို့သိရေးကြီးလားရှိပါပါဩဒီရှင်လေးတွေပေါ်လာတဲ့တစ်ခုချုပ်ပြီးတစ်ခုဖြစ်တစ်ခုချုပ်ပြီးတစ်ခုဖြစ်တာတွေကိုဒကာဓမ္မတွေကတတိကမထားမိတော့ဒါရီဟာငါရှိပဲကုန်ဆံပလိုက်တွေးတာလည်းနာပဲမထင်မဘူးလားထင်ပါဘူးဒေါသဖြစ်တာလဲငါပဲဒေါသဖြစ်တာရောငါပဲကဲအဲ့ဒါဘာကြောင့်ဒီငါတွေဝင်လာသလဲလို့ဦးရတို့ခမောင်တို့မေးခဲ့တော့ဩဒီစိတ်စဉ်တန်းနေတာကိုခင်ဗျားတို့ညာထဲမှာမသိလို့ငါဖြစ်နေတာမှန်ပါဗျာသဘောကျမသိလို့ဘာဖြစ်ငါဖြစ်နေတာအခုတော့ဖြင့်ဆရာဘုန်းကြီးကပြောလိုက်ပါပြီဓမ္မတို့တစ်ခုချုပ်ပြီးမှတစ်ခုဖြစ်တာနော်ဒီပရမတ်ကလေးတွေဓမ္မလေးတွေဖြစ်နေတာသဘောကျပထမဓမ္မလေးချုပ်သွားရင်ဒုတိယဓမ္မပေါ်တယ်ဓမ္မဆိုတရားပေါ့ဗျာဒုတိယဓမ္မချုပ်သွားတော့တတိယဓမ္မချုပ်သွားတော့သုတ္တဓမ္မချုပ်သွားတော့ဒီလိုပေါ်တာသာရှိတော့ဩချုပ်လိုက်ပေါ်လိုက်ချုပ်လိုက်ပေါ်လိုက်ဒီကအကြောင်းဒီကကျိုးဒီကအကြောင်းဒီကကျိုးဩအကြောင်းကျိုးဆက်နေတဲ့အစင်မာလားလို့မသိကြသေးဘူးသိပါဘူးအကြောင်းကျိုးဆက်နေတဲ့အစင်မာလားလို့ဥက္ကမောင်တို့ကသိသွားတဲ့အခါကျတော့ပုဂ္ဂိုလ်တ attva ပါသေးမပါပါဘူးဗျာဒါဖြင့်ဓမ္မတို့ဘာနာလေလို့ပုဂ္ဂိုလ်တ attva ပြုတ်သွားပါလေခန္ဓာဖြစ်စေဘာသိလို့ပါအဲ့ဒါခန္ဓာဖြစ်စဉ်သိနေတဲ့ဓမ္မတွေကတော့ဓမ္မတို့ငါသူတစ်ပါးယောက်ျားမိန်းမဒီထဲပါသေးမပါပါဘူးဗျာဒီလိုတစ်ခုဖြစ်တစ်ခုချုပ်လိုက်တစ်ခုဖြစ်လိုက်တစ်ခုချုပ်တရားချုပ်လိုက်ဒါဖြစ်လိုက်ဒါချုပ်လိုက်ဒါဖြစ်လိုက်ဒီလိုကြီးပဲတနေ့လုံးကလှည့်ပတ်နေတာပဲဆိုတော့ဩဒါဖြင့်ဓမ္မတွေလှည့်နေတာပါလားဘယ်လိုဆိုကြဓမ္မတွေလှည့်နေတာဆိုတော့ဒီဓမ္မတွေနာမည်ပေးခြင်းတော့လည်းဓမ္မတွေဘုန်းကြီးသင်ထားတဲ့ပေးနေပါလေပထမတွေးစိတ်ပေါ်တယ်ဖြင့်နောက်ဆိုရင်ဒီပေါ်တယ်ဖြင့်လာမှာပဲမလာဘူးလားအဲ့တော့ဓမ္မတွေဆိုရင်အများနဲ့ဆက်ဆံတာသိလောက်ပါပြီမသိသေးဘူးလားသိပါပါဒါဖြင့်ဒီကပုဂ္ဂိုလ်တွေပါသေးလားပါပါဗျာဥက္ကမောင်တို့ဥဝတို့ဘာနားလဲတဲ့ပုဂ္ဂိုလ်တွေပြောက်ပါလိမ့်ခန္ဓာပရိစ္ဆာသမုပ္ပါဖြစ်စဉ်ရှင်းရမလားရှင်းပါပြီခန္ဓာပရိစ္ဆာသမုပ္ပါဖြစ်စဉ်နားလဲသောကြောင့်ဘုန်းကြီးတို့ဓမ္မတွေမှာတက္ကရာရှိပြုတ်ပါပြီတပည့်ကြခန္ဓာဤဖြစ်စဉ်ကိုနားလဲတဲ့ခန္ဓာတော်ကြတိခန္ဓာဖြစ်ဒါဝိညာဉ်နဲ့ခန္ဓာကြီးမှိုက်သမှာဝိညာဉ်နဲ့ခန္ဓာလေးပါရဲ့ပါပဲတို့တော့စကားများနေမှာဆိုလို့ဒီဝိညာဉ်နဲ့ခန္ဓာချုပ်ပြီးဒီဝိညာဉ်နဲ့ခန္ဓာပေါ်တာပဲဒီဝိညာဉ်နဲ့ခန္ဓာချုပ်ပြီးတော့ဝိညာဉ်နဲ့ခန္ဓာတတိယဝိညာဉ်နဲ့ခန္ဓာတတိယချုပ်ပြီးတော့သုဒ္ဓချုပ်ပြီးတော့အမြင်စပါးပြီးဟိုဆောက်ထတွေပါတွေသွားလေဥက္ကမောင်တနေ့လုံးနဲ့မှာမှန်ပါပါတပတ်ကြအဲ့ဒါလေးသိတော့မှဩဒီတဲ့ငါဆိုတော့ငကိုကအစကမပါပါကလားဓမ္မဓမ္မတွေဘယ်လိုလဲငါဆိုတော့အစကမပါဘူးလို့သိချာဆုံးမဲ့ချာသမှာကဲဒါပြန်ဥက္ကမောင်ရှေးရတဲ့ကားလေးဖြုတ်ပုံနဲ့အများကြီးသွားမှန်ပါဗျာဥပအောင်ကွာဘူးလားမှန်ပါဗျာကွာတော့ရင်နော်သကုတ္တနံဖြစ်စဉ်နဲ့မှာကိုခွန်ကြီးကအခုခေါ်ပြောလိုက်တဲ့တွေ့ဒီဖြစ်စဉ်ကလည်းဒီတွေးလုံးနဲ့ဒီဆိုရင်လုံးဟာမလာပါနဲ့ဆိုလို့ရမှာလားမရပါဘူးဗျာဟောဒီဥစ္စာတွေကဓမ္မသဘောပေါ်လာတာတွေပဲလို့မသိဘူးလားသိပါဗျာဓမ္မသဘောပေါ်လာတာတွေသိတဲ့အခါကျတော့ငါဒီထဲမပါဘူးဆိုတာခင်ဗျားတို့ရှင်းသွားမရှင်းသေးဘူးလားရှင်းပါဒါဖြင့်တက္ကရာတွေပြုံးမပြုံးဒါဖြင့်တနေ့လုံးနဲ့နေတာဒါမျိုးကြီးပဲမှန်ပါသူနဲ့အသွင်တူတာလည်းပါလိမ့်မယ်မတူတာလည်းပါလိမ့်မယ်ဥက္ကမောင်မှန်ပါပါအဲ့ဒါတွေဘာတွေတော့မေးတော့ဓမ္မတွေပဲဗျာရှင်းရရှင်းပါဘာတွေပါလဲဓမ္မတွေလဲနေတာဗျာဆိုတဲ့ကပုဂ္ဂိုလ်တ attva ငါသူတော်ဘာတွေပါသေးမှန်ပါဗျာရှင်းကြရှင်းပါခင်ဗျားတို့ကဒီဥစ္စာကိုငကိုယ်တုန်းကငါတွေးလိုက်တာကွာငါကိုဘယ်နဲ့ဖြစ်သွားမှမသိစိတ်တွေးစိတ်ကိုဥပအောင်ငါဆွဲလိုက်ပြန်ငါဘယ်နဲ့ဖြစ်သွားမှမသိဘူးဆိုတော့ဒေါသဖြစ်တာကိုလည်းငါထင်လိုက်ပြန်တယ်အဲ့တော့အခုတော့ဖြင့်ရှင်းရပါဗလားရှင်းပါပါသဘောပါကြပါကြပြီဒါတနေ့လုံးပါရများနဲ့နေပါလေမှန်ပါပါတပတ်မရလုံးကိုမှန်ပါပါဩဒါဖြင့်
ဘယ်ပုဂ္ဂိုလ်ကဘယ်ဘဝရောက်သွားတယ်ဘယ်ပုဂ္ဂိုလ်ဘယ်ဘဝရောက်သွားတယ်ဆိုတာဒကာဓမ္မတို့နှုသောပုဂ္ဂိုလ်ဟောတာနော်မှန်ပါဗျာသဘောကျမှန်ပါဗျာဘယ်ပုဂ္ဂိုလ်ဒီသေးသေးရှားမင်းနဲ့ဘယ်ရောက်သွားတယ်လို့ဘုရားကအတိတ်များဆောင်အနာဂတ်များဆောင်ပြီးဟောတဲ့အခါဥက္ကမောရေတဲ့ဉာဏ်နှုတဲ့ပုဂ္ဂိုလ်ဟောတာမှန်ပါဗျာဉာဏ်တဲ့ပုဂ္ဂိုလ်ကြတော့ဓမ္မတွေသာဆက်သွားတာပဲဟေးမှန်ပါဗျာသဘောကျကြပါဗျာပုဂ္ဂိုလ်တ attva တတ်သေးလားမတတ်ပါဘူးဗျာဒါဘယ်ပုဂ္ဂိုလ်အတွက်ဟောတာပါလဲဆိုတော့ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်အတွက်မှာမဲ့ရစေခြင်းတဲ့ပုဂ္ဂိုလ်အတွက်ဒီတရားဟောမှန်ပါဗျာဟောမြတ်ကိုမရလိုက်တဲ့ပုဂ္ဂိုလ်အတွက်တော့ကွာသူသုတေပြီးဒီကလာဟေးခိုးဖြစ်တဟေးနှက်ဖြစ်တဟေးဓမ္မမရလိုက်တဲ့ပုဂ္ဂိုလ်အတွက်ကတော့တစ်မျိုးပြောရမှန်ပါဗျာအခုဟောနေတာကတော့ဖြင့်ဘုန်းကြီးဟောနေတာကတော့ဖြင့်ဘုရားဓမ္မတို့မက်ကိုချက်ချင်းရဖို့ဟောနေတဲ့အတွက်ပုဂ္ဂိုလ်သတ္တဝါမပါတော့ဘူးပါသေးရဲ့လားပါပါဗျာတွေးတာလည်းတွေးစိတ်ပဲစိတ်မချတာလည်းဒေါသစိတ်ပဲနောက်သောကစိတ်မလာဘူးသောကစိတ်ချုပ်တော့ပရိဒေဝစိတ်မလာဘူးပရိဒေဝကဥပါယကမလာဘူးလားဒါနဲ့နောက်ဆက်မှာတွေလည်းဘာတွေပါလိမ့်မလို့ယုံနေတုတ်ကမပို့ရမချင်းဆက်နေမှာလည်းဘာတွေပါလိမ့်မလို့ဥက္ကမောတို့ဥရတော့မေးပြီဓမ္မတွေပဲဆက်သဘောကျကြဓမ္မတွေဆက်နေတယ်ဆိုတော့ငါတော့မပါဘူးသူတော့မပါတော့သိကြပါတယ်ဆိုနေရအဲ့ဒါဘာဖြုတ်လိုက်တာလဲသက္ကာရိရှိသိချာဖြုတ်တဲ့နည်းပဲရှင်းလားဒါလောက်သိရင်အပေတော့မကြောက်စိတ်တချသောတာပန်တော့မတည်သေးဘူးမတည်တော့ပဲတော့မကြောက်ဘူးဓမ္မတွေဆက်ပြီးကြတာလက်ပါဖြစ်ပေါ်နေတာကိုသိသေးဘူးလားဒီကလည်းပဲကြတာဥပါယသာပြီးတော့ဖြတ်ဆိုအိပ်ပျော်သွားတယ်အိပ်ပျော်သွားတယ်ဥက္ကမောကြီးမှန်ပါပါအိပ်ပျော်သွားတယ်ဘဝင်စိတ်တွေနဲ့အိပ်သွားတာပဲမှန်ပါပါတခုချုပ်ပြီးတခုဖြစ်တခုချုပ်ပြီးတော့ဘယ်လိုအိပ်ပါလဲမလို့ဆိုတော့အိပ်စိတ်တွေအစဉ်တိုင်းဖြစ်နေတာမှန်ပါပါဘယ်နဲ့ဆိုရင်အိပ်စိတ်တွေအစဉ်တိုင်းဖြစ်နေတာဒါတော့ဓမ္မတွေပဲမဟုတ်လားဗျာမှန်ပါပါပုဂ္ဂိုလ်ပါသေးလားမပါပါဘူးတရားဓမ္မတွေကဓမ္မတွေပဲတန်းဖြစ်နောက်နိုးလာတဲ့အခါကျတော့နိုးလာတဲ့အခါကျလို့ရှိရင်ဖြင့်တဲ့နိုးစိတ်ကလေးပေါ်လာတော့လေဒကာဓမ္မတို့ပုဂ္ဂိုလ်သတ္တဝါနိုးတာလားနိုးစိတ်ကလေးပေါ်တာနိုးလာပြန်တော့ပုဂ္ဂိုလ်မပါဘူးနိုးရကနေပြီးဒီကရာတွေးရတယ်ဆိုပြန်တော့တွေးစိတ်ကပေါ်တာပဲဒကာဓမ္မတို့ပုဂ္ဂိုလ်သတ္တဝါပါသေးတယ်ဥက္ကမောတောင်းကျဲသွားပြီမှန်ပါပါနေရာကျသွားပြီဘုရားဓမ္မတို့ဒီလိုအစဉ်မှာဒီလိုပတ်ပြီးကြလားဒီလိုရဟလို့လဲနေတာပါလားဓမ္မဘာရှားပြောရရှိသေးရဲ့မရှိပါဘူးကောင်းပြီဒါရင်ဘုန်းကြီးဘုရားဓမ္မတွေတက္ကရာပြုတ်ပါဗလားပြုတ်ပါဘူးဒါဖြင့်နောက်တိရှိနှစ်ခုဖြုတ်ဖို့လွယ်သွားပြီလွယ်သွားပြီဘုရားဓမ္မတို့ဓမ္မတွေကလက်ပတ်ဖြစ်နေတယ်ဆိုတာဖြင့်ကောင်းကောင်းကျင့်တတ်ပလားကျင့်တတ်ပါဗျာနိဗ္ဗာန်မရသေးငါများပါဖြစ်အောင်မှာပါလေမလုံးနေများတွေးကျင်ကြသေးလားဘယ်လိုတွေးမလဲတွေးအတွေးမှန်တွေးရင်ဘယ်လိုတွေးကြဓမ္မတွေသုတိဓမ္မတွေပရိသေတွေစိတ်ဓမ္မတွေဟုတ်လားဘဝင်စိတ်ဓမ္မတွေကုသိုလ်စိတ်ဓမ္မတွေဒေါသစိတ်ဓမ္မတွေလောဘစိတ်ဓမ္မတွေဒါတွေမသိဘူးဘာကြကြပါဗျာပုဂ္ဂိုလ်တ attva လဲတာဟုတ်သေးရဲ့လားဟုတ်ပါဗျာအခုခေါ်တဲ့တရားဓမ္မတို့ချက်ချင်းပဲဆိုင်အောင်ဟောနေတဲ့တရားဖြစ်တဲ့အတွက်ကြောင့်ပုဂ္ဂိုလ်တ attva ကိုငကူရတွေကပယ်ပြီးဟောထားတယ်မှန်ပါပါရှင်းကြပါလားရှင်းပါပြီဒါတလုံးသိလိုက်ရတာခင်ဗျားတို့အပယ်ကားပိတ်တယ်နော်အပယ်ကားပိတ်တယ်ဒီသေးတဲ့သိရလို့အောက်မိတ်မနေကြနဲ့မှန်ပါပါသက္ကရာလေးဖြောက်ပါအောင်မယ်ဆိုတော့ဟောဒီဓမ္မတင်းနံပါတ်တွဲလုံးချုပ်ပြီးတော့မှတင်းနံပါတ်ဆိုတဲ့ဓမ္မတို့ဆွဲလုံးလာတာပါမှန်ပါပါတင်းနံပါတ်တွဲလုံးချုပ်မှတင်းနံပါတ်ဆွဲလုံးလာစိတ်မချတဲ့ဆွဲလုံးတင်းနံပါတ်တွဲမှုမှမရှိဘဲနဲ့ဆွဲမှုကမပါလာပါဘူးဒါဖြင့်ဆွဲမှုရှိဖြစ်ပေါ်နေတော့ဥပအောင်တို့ဒကာသစ်တို့ကစဉ်းစားတွဲမှုရှိသေးရဲ့မရှိပါဘူးတွဲမှုကြောင့်ဘာဖြစ်တာလဲတွဲမှုကြောင့်ဒါဖြင့်ဆွဲမှုဖြစ်တော့တွဲမှုရှိသေးရဲ့လားမရှိပါဘူးဒါရင်တွဲမှုလေးချုပ်သွားပြီဒကာဓမ္မချုပ်ပါပြီတွဲမှုဓမ္မလေးဘာဖြစ်သွားလဲချုပ်ပါပါတွဲမှုဓမ္မလေးချုပ်သွားတာကိုဒကာဓမ္မတွေဉာဏ်လေးနဲ့ဒီကြားကနေသိပြီးပေးတာပေါ့ဗျာနော်တွဲမှုဓမ္မလေးချုပ်သွားတာကိုဉာဏ်လေးနဲ့သိပြီးပေးလိုက်တဲ့အခါကျတော့ဒီဥစ္စာမခိုင်ဘူးမမြဲဘူးဆိုတာပေါ်မလာဘူးပေါ်လာတယ်ဆိုတာတက္ကရာလေးကြီးပြုတ်သွားဓမ္မအတိတုံးကတက္ကရာပြုတ်ခဲ့ဒါလေးကမရှိဘူးတွေးမှု
တွဲမှုမရှိမှဆွေးမှုပေါ်တာကိုသိလိုက်တဲ့ဖြင့်တွဲမှုမရှိတာကောင်းကောင်းမသိဘူးလားသိပါဘူးတွဲမှုမရှိတာကောင်းကောင်းသိတယ်ခိုင်တယ်မြဲတယ်လို့ကိုဓမ္မလေးကငါခိုင်တယ်ငါမြဲတယ်လို့ယူလို့ရသေးတယ်မရပါဘူးဒါပြန်တတ္တရာဒိဋ္ဌိပါရှင်းပြီသဘောကျဘာရှင်းသွားလဲသတ္တရာဒိဋ္ဌိရှင်းသွားပြီဓမ္မတို့အပေါ်ကိုကျေးဇူးပြုတဲ့ဒိဋ္ဌိသုံးခုတော့ဖြင့်ယနေ့အရာရှင်းမှာပဲမှန်ပါဘာမှမပူနဲ့ဒီဓမ္မတွေဒီပညာကြောင့်အပယ်ကြတာဥက္ကမောင်ရှိကုန်မရှိဘူးမှန်ပါဗျာဒီဒိဋ္ဌိတွေကြောင့်ပယ်ကြတယ်မှန်ပါဗျာဒီဒိဋ္ဌိတွေကြောင့်ပယ်ကြနေတာယနေ့တော့ပြန်အခုဒိဋ္ဌိနှစ်ခုတကတဲ့ဆင်အောင်လုပ်ပြလိုက်ပါပြီမှန်ပါမဆင်သေးဘူးလားမှန်ပါဗျာကောင်းနေလေးကိုဆင်တော့တွေးလုံးချုပ်သွားပြီဘာပေါ်ပါလိမ့်မယ်ဆွေးလုံးဆွေးလုံးပေါ်တယ်ဆိုတော့ဓမ္မတို့တွေးလုံးရှိလို့ဆွေးလုံးဖြစ်ရရှာမှန်ပါဗျာမနဲ့ဆိုရဒါဖြင့်အတွေးကကျေးဇူးပြုသွားလို့အဆိုးပေါ်တာပဲမှန်ပါဗျာသဘောကျအတွေးကကျေးဇူးပြုလို့ဆွေးပေါ်တာဒါဖြင့်အတွေးဝင်ချုပ်သွား냐တဲ့จิตတို့မှာအဆိုးကြံရတဲ့ဆိုတဲ့အဓိပ္ပာယ်ပေါ်လာဟုတ်ပါဗျာအကြောင်းကျိုးပြတ်သေးရလားမပြတ်ပါဘူးမပြတ်တာသိလိုက်တဲ့ဖြင့်ဥစ္စေရာဒိဋ္ဌိဆိုတာပြတ်တယ်လို့ယူလိုက်တာယူနေလေရယူတတ်ပါဗျာအတွေးမရှိ냐တဲ့အဆိုးတော့ကြံရတဲ့သဘောကျဒါဥစ္စေရာဒိဋ္ဌိကရှိသေးမရှိပါဘူးမရှိတော့ဘူးဆိုတော့ဒါရင်ဓမ္မတို့ဒီဘက်ကအပြည့်မြင်လိုက်တုန်းကသတ္တရာဒိဋ္ဌိရှင်းခဲ့ပါတယ်အဆွေးပေါ်လာတာမြင်လိုက်တဲ့ဖြင့်လေဥစ္စေရာဒိဋ္ဌိရှင်းသွားဓမ္မတွေလှည့်နေတယ်လို့သိတုန်းကလည်းသက္ကာဒိဋ္ဌိရှင်းခဲ့အမှန်ရှင်းပါရှင်းပါဒါဖြင့်ဒိဋ္ဌိတွေတော့ရှင်းသွားပြီဓမ္မတို့ဒိဋ္ဌိသုံးမျိုးရှင်းသွားပြီ